ခမရချက်ချလက်ချက်ရှင်းပြလိုက်တဲ့အချိန်မှာခမရမှန်သွားတယ်ခမရမှန်သွားတော့သူ့ဘာဖြစ်သွားလဲဒီကမဘာလို့အသေးပေးထားလဲအဲ့ဒါအရင်ကိုညီလေးဖြစ်လိမ့်မယ်ကိုညီလေးအဲ့လိုပဲကိုဖုန်းကိုယူပြီးတော့အဲ့လိုကလေးတဲ့အချင်းရှိတယ်တက်တီပြဒီမှာတင်းနဲ့ပေါင်းနေလေနှိရတာကိုရဲ့တဲများမှားသွားလားမဟုတ်အသေးမမဟုတ်သေးလုံးဝမမဟုတ်အိမ်တော့တွက်တဲ့နီးနဲ့300ဟုတ်တွက်တဲ့နီးနဲ့200အသေးမဟုတ်တော့အရင်ကိုကောင်းတဲ့ boyfriend တယောက်ဖြစ်နေရင်တော့မင်းကိုမချစ်ထားအောင်ပါပဲအားလုံးပဲမင်္ဂလာပါပေါ့စီပေးချာနေပြန်နေကြိုးဆိုပါတယ်ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့ကျွန်တော်လွန်ခဲ့တဲ့4နှစ်လောက်တော့ပါနော် live stream မှာအောင်သွယ်ပြီးတဲ့ဗီဒီယိုလေးတစ်ခုတင်မှုပါတယ်ဟုတ်တယ်ချစ်တယ်ဖွင့်ပြောလာတယ်ဒီရောက်မှတစ်ခါဖွင့်ပြောလာ mention ခေါ်ပြီးတော့ငါနင့်ကိုဘယ်လောက်ချစ်တယ်လောက်ဒီခန္ဓာကြီးကျယ်တဲ့ propose ဆိုတာမရှိဘူးဟုတ်ကဲ့ချစ်ပါတယ်တဲ့ပြန်ရအောင်အဲ့ဒီဗီဒီယိုအောက်မှာ comment တွေကဘယ်လိုပြောကြလဲဆိုတော့ဗောနော်ကောင်မလေးလိုချင်သွားပြီတို့အားကိုးပါမယ်တို့ပြီးတော့သူ့ကိုလည်းအောင်သွယ်ပေးပါအောင်ဘာညာဗောနော်အဲ့လိုမျိုးကောင်မလေးလိုချင်တဲ့ညီကိုတွေအတွက်ဒီနေ့ဗီဒီယိုမှာကျွန်တော်က4နှစ်တောင်ကြာပါပြီဆိုတော့အခုအဲ့တွေညားပါပြီပြတ်သွားနှစ်လလောက်ပဲခံအဲ့လိုမဖြစ်ရလေအောင်ကျွန်တော်ကဒီနေ့ဗီဒီယိုမှာကြီးစားလိုချင်တဲ့ကောင်မလေးလိုချင်တဲ့ညီကိုတွေအတွက်ကောင်မလေးရတဲ့အပြင်ဆက်လက်လျှောက်မဲ့လမ်းခရီးပါဖြောင်ဖြူအောင်အတွက်လိုက်နိုင်ရမယ်စီကံချက်985ချက်ထဲရမှာ5ချက်ကိုပြောပြအောင်မှာဖြစ်ပါတယ်ဆိုတော့ let's go rule number 1အမှန်တရားအရေးမကြီးပါဘူးအမှန်တရားအရေးမကြီးပါဘူးဆိုတဲ့စကားပေါ့နော်နားထဲမှာကန့်လန့်ကြီးလို့ဖြစ်နေလိမ့်မယ်ဘာဖြစ်လို့အမှန်တရားအရေးမကြီးရလဲကမ္ဘာပေါ်မှာအရေးကြီးဆုံးအမှန်တရားလေးဆိုပြီးတွေးနေလိမ့်မယ်ဒါပေမဲ့သူတို့ယုံကြည်ထားတယ်သူတို့သိတယ်သူတို့ထင်တဲ့အမှန်တရားရဲ့ခမားတကယ်လုပ်ခဲ့တဲ့အမှန်တရားရဲ့ရှင်လာခဲ့မယ်ဆိုရင်ဒီဘက်ကအရေးမကြီးပါဘူးဆိုတော့ဥပမာလေးနဲ့ကြည့်လိုက်ရအောင်ဒီကမဘာလို့အသေးပေးထားလဲဟာမဟုတ်ဘူးနော်ကိုအဲ့လိုမလုပ်ဘူးမဟုတ်မနေဘာလို့တာလဲပြောအဲ့ဒါအရင်ကိုညီလေးဖြစ်လိမ့်မယ်ကိုညီလေးအဲ့လိုပဲကိုဖုန်းကိုယူပြီးတော့အဲ့လိုကလေးတဲ့အချင်းရှိတယ်တက်တီပြဟောဒီမှာအဲ့လိုကြီးချက်ချလက်ချကြီးရှင်းပြတာကြီးကအလုံးဖြစ်တယ်လို့ခံစားရလိမ့်မယ်ဒါပေမဲ့မရပါဘူးခမည်းချက်ချလက်ချရှင်းပြလိုက်တဲ့အချိန်မှာခမည်းမှန်သွားတယ်ခမည်းမှန်သွားတော့သူ့ဘာဖြစ်သွားလဲသူမားဝိုင်းအဲ့တော့ခမည်းမားသွားတာထက်သူမားတာကိုခမည်းတက်တည်ပြလိုက်တာကခမည်းမားတာပဲမဟုတ်ဘူးလားဟုတ်ပါတယ်တဲ့ကိုပေးလိုက်မိရမှာဟုတ်ပါတယ်ကိုနောက်လို့တော့ဟုတ်ပြီလားတဲ့သိပါတယ်ကိုအဲ့လိုလုံးနေကြမှာမဟုတ်ဘူးဆိုဟုတ်ပြီလားစိတ်မဆုံးနဲ့နော်အဲ့လိုလုံးနေတော့ကဲအခုလိုချော့လိုက်တော့အဆင်မပြေဘူးလားပြော rule number 2 level လိုက်ညှိရ level ညှိရတယ်ဆိုတဲ့စကားအရင်ကြီးတော့မဟုတ်ဘူးเนาะဒီကိုတို့တွဲမဲ့ကောင်မလေးတွေကပေါ့เนาะအသက်ငယ်တာတွေမရည်ချက်သေးတာတွေခလေးဆန်တာတွေတွေ့ရတတ်ပါတယ်ဘယ်လိုမျိုးလဲဆိုရင်တော့တင်းနဲ့ပေါင်း300နော်ဟာတဲ့ရတယ်တင်းနဲ့ပေါင်းဘလို့300မှာဒီမှာကြည့်ပါလား3ပါကိုရဲ့တင်းနဲ့ပေါင်းတင်းလက်နှချောင်းတော့လားဘာကြီးလဲနှစ်အေးလေဒီမှာနှစ်ချောင်းလေဒီမှာတင်းနဲ့ပေါင်းနှစ်ချောင်းလေဒါမဲ့တင်းနဲ့ပေါင်းတော့တဲ့မြင်တော့လေဘာလို့တော့ဘာလို့လိုက်ပြီးတော့ညင်းနေပါလဲဟာဟုတ်တယ်တင်းနဲ့ပေါင်း300အေးဟုတ်တယ်တင်းပြောတင်းမှန်ပါလေတော့လူမောင်လို့တော်နော်တော်နော်တော်ဟိုတဲလီတင်းနဲ့ပေါင်းရင်300လို့ပြောမိလားမှတ်မိလားအဲ့ဒါလေတဲအခုပြန်တွက်ကြည့်ရတင်းနဲ့ပေါင်းရင်လေနှိရတာကိုရဲ့အဲ့လေအဲ့တော့တဲများမှားသွားလားမပေါ့အသေးမပေါ့အသေးလုံးဝမပေါ့အိမ်တော့တွက်တဲ့နီးနဲ့300ဟုတ်တွက်တဲ့နီးနဲ့200အသေးမပေါ့အသေးတော်ရနော်တဲ့တော်ပါတယ်တဲ့ဟုတ်တယ်တွေ့လားတချိန်ကြတော့လေနှစ်ဆိုတာ तू သိသွားဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီကိစ္စကိုပြောတာမဟုတ်ဘူးအလားတူကိစ္စတွေကိုလည်းဒီလိုပဲဖြေရှင်းပါဒါပေမဲ့ကိုယ့်ထက်ရင်းချက်တဲ့လူကိုယ့်ထက်ပုံပြီးလူကြီးဆန်တဲ့လူကိုယ့်ထက်အတွေးခေါ်အရင်မြင်မာတဲ့လူတွေနဲ့တွေ့ရင်တော့ဖြတ်လိုက်ပါဘာလို့လဲဆိုတော့သူတို့ကတော့ခင်ဗျားညှိပေးမှာမဟုတ် rule number 3ရဲ့ခေါင်းစဉ်ကတော့ report ပေါ့နော်ခင်ဗျားကအရင်အရေးကြီးတဲ့အလုပ်တွေလုပ်နေလိမ့်မယ်အရင်မအားတဲ့အချိန်တွေဖြစ်နေလိမ့်မယ်အိမ်သာတက်နေတဲ့အချိန်မှာလက်နှစ်ဖက်လုံးမအားတဲ့အချိန်တွေရှိနေမယ်အသက်လူပြီးပြေးနေရတဲ့အချိန်တွေလည်းရှိနေလိမ့်မယ်လုံးဝတိုက်ပေါ်ကနေပြုတ်ကြကန်နေလက်တစ်ဖက်နဲ့ကင်ပြီးတော့ကိုယ်အသက်လူပြီးတော့နေရတဲ့အချိန်တွေရောက်နေလိမ့်မယ်ဒါပေမဲ့သူ့ကို report တင်มาတော့ရမယ်ထားပါတော့ခင်ဗျားအရင်မေးတတ်တဲ့လူပေါ့နော်မညံမကောင်းအုံနောက်မကောင်းတဲ့ကောင်ဆိုရင်ရောက်ခံပြီးရောအလန့်ပေးတာတဲ့ကိုပဲပေါ့စီရှူတင်ရောက်တာတဲ့အောက်စီပေးလိုက်ဟုတ်ဟယ်လိုဟုတ်တယ်ဟိုမှာအခုရှူတင်ပါနော်မလုပ်လို့မရနော်ပြတဲ့ဒါပဲနော်ဒါပဲဘယ်လောက်စင်ပြေလဲ
rule number 4အရေးကြီးတဲ့နေ့တွေဟိုမှာ anniversary မွေးနေ့ तू ကြိုက်တာတွေ तू မကြိုက်တဲ့ဟာတွေ तू အဖေတွေအမေတွေကြိုက်တာတွေ तू ရဲ့တမျိုးလုံးကြိုက်တာမကြိုက်တာတွေ तू နည်းလေးပဲကြိုက်တာတွေရောအများကြီးကြိုက်တာတွေရောအကုန်လုံးကိုအများမှတ်မိဖို့လိုပါတယ်တကယ်လို့မမှတ်မိဘူးဆိုရင်နှုတ်ဆဲမှာချရေးထားလိုက်အဲ့ဒါတွေကိုငါဟောပြန်ရမှာလားဆိုရင်မရပါဘူးဟိုငါကြတော့မှတ်ထားတာပဲ तू ကကြတော့ဘာလို့မှတ်မိတာလဲအဲ့တော့ဟိုငါမှတ်ထားပြီးတော့ तू မမှတ်ထားရင် तू မားတာပဲလို့ခမများတွေးလိုက်ပြီဆိုရင် rule number 1ကိုပြတ်ဖတ်ပါrule number 5ကတော့ကြံနေသေးရပေါ့နော်ရှေ့က၄ချက်လုံးကိုဘယ်လောက်ပိုင်နိုင်ပြီးတော့အရင်ကိုကောင်းတဲ့ boyfriend တယောက်ဖြစ်နေရင်တော့မင်းကိုမချစ်ထားအောင်ပါပဲ They ask you how you are, you just have to say that you're fine when you're not really fine. ခုနကကိုပေါကြီးပြောရတဲ့ rules ၄ချက်နဲ့နောက်ဆုံးတစ်ချက်ကိုခံနိုင်ရရှိမယ်ဆိုရင်တော့ကျွန်တော်လည်းရန်ကိုတာလတ်ပါတဲ့ relationship လေးတခုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ တဲပေါက်လေး ဟာ